ဘတ်300ပေးရတယ်ဗျတပတ်ကို30ထိုင်းမှာအညံ့ဆုံးကောင်စာမတက်တဲ့ကောင်ပေးတာတနေ့ဘယ်လောက်ပေးထားလဲ9000 1000ပေးထားပြီးသားတားကွာတာပဲထားလိုက်ကြကျွန်တော်မှန်းကြည့်တာကျွန်တော်တော့ထိုင်းကဝင်ငွေကောင်းတာပေါ့အဲ့တော့ထိုင်းနိုင်ငံသူနိုင်ငံသားတွေတစ်လလုပ်ချင်ဘယ်လောက်ရလဲ330ရတယ်မမလို့ညဉ့်ညံသူမြဉ္ဇဏ်သားများအချိန်ကိုငဲ့ရှာသောအဖြစ်10နိုင်ငံရှိတာမောင်းသားချိုကြီး10နိုင်ငံမပြောပြရသေးနဲ့တော့ဘရူနိုင်းကနံပါတ်1တစ်လ45သိန်းစင်ကာပူတစ်လ340ထိုင်းတစ်လ330နံပါတ်10ဖះမဖြစ်ပါသေးနဲ့ဒုနိုင်ငံနဲ့စားတယ်မလေးရှားဖြစ်ပါသေးဆူတောင်းတာဆက်ဖတ်တော့မှ M1AN မြန်မာတဲ့ဟာဘုံမလို့ဖះဝင်ငွေကြည့်တော့ကျွန်တော်အလွတ်မှတ်မိတယ်နော်ဘာဆိုင်မကျွန်တော်ဆိုင်မပါဘူးကျွန်တော်အလွတ်ရနေတာကျွန်တော်ကြက်ထားတာကျွန်တော်ဗမာနိုင်ငံသားများရဲ့ဝင်ငွေဒီတစ်နှစ်လုံးလောက်တော့မှအမေရိကန်ဒေါ်လာ1040 1343ညပေါ့1000နဲ့ဖြောက်တော့ဘယ်လောက်ရမလဲ10သိန်းလောက်ရလား10သိန်းလောက်ပေါ့7နှစ်နဲ့စားတော့ဘယ်လောက်ချပြန်ဖြတ်ချင်းတစ်လ9000ပေါ့